bone graft လောက်တာပေါ့နော်ဟိုအယိုးအစားထိုးခွဲစိတ်တာဘာကိုခွဲစိတ်တာလဲဆိုရင်သွားအားရပါရခွဲစိတ်ထားတာဆိုတော့လေမနေ့ပြန်ရလို့ရှိရင်တော့ဒီပါးကြီးကရောင်းနေမှာပေါ့နော်ကိုငငယ်တုန်းကစိုက်ကယ်စီးရင်ကားတိုက်တော့မျက်နှာနဲ့ကိုကအဲ့ကိုကစိုက်ကယ်နဲ့ကားကိုဖင်ကနေဝင်တိုက်တော့မျက်နှာနဲ့ကားရဲ့အနောက်ကဒါတော့မှ van မလို့သိလားမှန်နဲ့ကိုကမျက်နှာနဲ့ဝင်ဆောက်တယ်ဘန်ဆိုဝင်ဆောက်လိုက်တဲ့အခါမှာဒီအထက်ကအသားအတုံးလိုက်ထွက်သွားပြီးတော့သွားအိုက်တော့ပေါ့နော်ကဘယ်လိုဖြစ်သွားလဲဆိုတော့ပဲ့ပြီးတော့ထွက်သွားအဲ့လိုကျွန်တော် YouTube တွေကြည့်နေတော့သိတာပါတယ်ကွန်စားထားတာလားတို့နော်သွားကဘာဖြစ်နေရလဲတို့သွားကိုတီးတန့်တိုက်ခိုက်တဲ့လူတွေတောင်ရှိတယ် comment ဟိုပေါ့နော်ကိုသွားကို view တစ် site ကိုထိုင်ကြည့်ပြီးတော့အဲ့လိုမျိုးသွားတစ်ချောင်း site တာဆိုလို့ရှိရင်4,900နဲ့ဗတ်4,900 5,000ပဲထားပါတော့ကွယ်သူတို့ကဟိုတန့်စင်ကားတွေပါယူသေးတယ်ကျွန်တော်တို့အဲ့ခွဲစိတ်ခန်းတန့်စင်ကားတို့ယူအစားထိုးရတယ်ရုံ bone grafting လောက်ရမယ်ဆိုရင်1,000နဲ့2,000ကြားမှာကြာမယ်တဲ့ဟိုတွားဆိုင်တဲ့ဟာကတော့တဲ့အခုလောလောဆယ်ကတချမ်းပဲဆိုင်ရသေးတာဆိုတော့ तू ကတချမ်းလောက်ပဲပေးရမှာပေါ့နော်2,900မှမသိပေးရမယ်တဲ့ဒါမှအဲ့မူလီစုပ်ရမယ်ခွဲစိတ်ရမယ်ဆိုတဲ့အချိန်မှာကွာတော်တော်လေးစဉ်းစားရတာပေါ့နော်ငါခွဲစိတ်ရမယ်ဆိုတဲ့အချိန်မှာအယိုးပါစားထိုးရမယ်လို့ပြောရတဲ့အချိန်မှာကိုကလေစိတ်ပါညစ်သွားအဲ့မှာလည်းမဟုတ်ကြားပြတ်ပြောပြအောင်မယ်ကိုကိုခွဲတဲ့ဆရာဝန်မကနာမည်ကြီးအားကြောင့်မို့လေကွာ9,000ပေးရတာနေမှာဟယ်လိုမင်္ဂလာပါပါစက်ထရနေလေထွက်နေ sorry စကားမပြရင်လဲ sorry ကိုယ့်ရဲ့ဘွားဒီလိုဖြစ်ဘယ်လိုလဲဆိုတော့ကမ္ဘာတင်တတ်ထားသလိုပဲ bone graft လောက်တာပေါ့နော်ဟိုအယိုးအစားထိုးခွဲစိတ်တာဘာကိုခွဲစိတ်လာလဲဆိုရင်သွားအဲ့တော့ဘာကြောင့်မလို့ဘုံအစားဟိုအယိုးအစားထိုးရတာလဲဒီပါရှင်းပြမယ်အခုဒီထုံသေးတော့မပြီးသေးဘူးအဲ့တော့ပါဇက်ကလေးနာပေါ့နော်ရှာလဲလေးနာပေါ့နော်အဲ့တော့တွေ့ကြုံလေးကိုမတန်းတင်ထားခြင်းတာလဲပါတယ်ကိုယ့်ဘာကိုပြန်ကြည့်လို့ရအောင်အရင်တစ်ခေါက်ငါအဲ့ဒါလို့တော့ဘယ်လိုဖြစ်ခဲ့တယ်ဆိုတဲ့ဟာဟုတ်ဆိုတော့စိတ်ဝင်စားတယ်ဆိုလို့ရှိရင်အစုပ်တည်ကြည့်ပါအခုတော့ဒီမှာဆေးကောင်ပေးလိုက်တဲ့ရေခဲတော့လေးကတ်နေရပါတော့အားရပါရခွဲစိတ်ထားဆိုတော့လေမနေ့ပြန်ရလို့ရှိရင်တော့ဒီပါးကြီးကရောင်းနေမှာပေါ့နော်အဲ့လိုပြောရတယ်အဲ့တော့ဆက်ကြည့်ပေးပါကော်ဖီလေးပြောလိုက်မှာကော်ဖီတော့တောက်လို့ရမယ်ထင်တာပဲပါဇက်ကမလုံးဒီဘက်ချန်လုံးကထုတ်နေရလေအခုကဒီအေတရကြီးတစ်ခုလုံးထုတ်နေထုံးရဘာဖြစ်လဲဆိုလို့ရှိရင်ကိုယ့်ဘက်ကိုစကားပြောရင်တော့မှဒီဘက်နှခမ်းနှစ်ခုကထိတယ်လို့ကိုယ်ကခံစားရအောင်အဲ့တော့တေးခိုင်းကြာနိုင်တယ်ရေးတောက်ရင်လည်းကြာနိုင်တယ်ကော်ဖီတောက်ရင်လည်းကြာနိုင်တယ်မနော်ကိုယ့်ဘက်ကိုစဉ်းစားတာသူတို့ကတော့အစားမစားနဲ့တော့မပြောလိုက်ဘူးဘွာတွေတော့ပေးလိုက်တယ်ပါလေအကြိုက်ခဲပြောက်စေးတွေပိုးတက်စေးတွေပေးလိုက်တယ်အစားမစားနဲ့တော့မမာလိုက်ဘူးဆိုတော့ကော်ဖီတောက်ကော်ဖီဖြော်လိုက်မယ်ခဏဆောက်ကော်ဖီဖြော်ပြီးသွားပါပြီဒါလေးအေးအောင်လို့ထားလိုက်အောင်မယ်ကိုဘာကိုပါဇက်ကမပိတ်ဘူးပဲထင်နေမလုံပဲထင်နေအခုတော့မရောင်သေးဘူးเนาะဘယ်လိုပြောရမလဲလူကိုလေးအသိသားတယ်လို့အဲ့လိုခံစားရတာပေါ့နော်အမှန်ဒီလိုကိုယ့်ရဲ့သွားကိုပြင်နေရပေါ့နော်ဒါကကိုယ့်ချက်နေရလူတွေအကောင်လုံးမသိတယ်ကိုယ့်ကိုစီနေရလေစီရတဲ့အကြောင်းရင်းအဓိကကဘာလဲဆိုရင်ကျွန်တော်သွားပြန်ဆိုင်မလို့တော့ရဲ့တပိုင်းရောင်ကပြောရရင်အရှိကြီးပဲကျွန်တော်အန်ဆုံးတွေကနှုတ်ထားတာပေါ့နော်ဒီဘက်အန်ဆုံးနှုတ်ထားတယ်ဒီဘက်အန်ဆုံးနှုတ်ထားတယ်ဒီအောက်ကအန်ဆုံးနှုတ်ထားတယ်ဒီအောက်ကအန်ဆုံးကတော့မနှုတ်ပါသေးဘူးတစ်ချောင်းကြံသေးဒီဘက်အန်ဆုံးကနှုတ်ပြီးသားနှုတ်ပြီးတဲ့အပြင်ရှေ့ရတဲ့သွားတဲ့ချောင်းမှာအရင်နှစ်တစ်နှစ်ကျော်လောက်ကနှုတ်လိုက်ရဘာကြောင့်လဲဆိုရင်ကိုငငယ်တုန်းကစိုက်ကယ်စီးရင်ကားတိုက်တော့မျက်နှာနဲ့ကိုကစိုက်ကယ်နဲ့ကားကိုဖင်ကနေဝင်တိုက်တော့မျက်နှာနဲ့ကားရဲ့အနောက်ကဒါတော့မှ van မလို့သိလားဟိုလိုမျိုး pick up လိုကားမျိုးတာဆိုလို့ရှိရင်ကိုအဲ့ကားပေါ်ရောက်သွားမှလားမသိဘူး van ဆိုတော့အနောက်မှာမှန်ရှိရပေါ့နော်မှန်နဲ့ကိုကမျက်နှာနဲ့ဝင်ဆောက်တယ်ဘန်ဆိုဝင်ဆောက်လိုက်တဲ့အခါမှာဒီအထက်ကအသားအတုံးလိုက်ထွက်သွားပြီးတော့သွားအိုက်သွားပေါ့နော်ကဘယ်လိုဖြစ်သွားလဲဆိုတော့ပဲ့ပြီးတော့ထွက်သွားအဲ့လို
အဲ့တော့ပဲ့နေလိုက်တာကကိုတောက်လျှောက်ပဲ30အသက်40လောက်ထိရောက်လာတဲ့အချိန်ထိပေါ့နော်တော့အပဲ့ကြီးတော့ပဲ့နေရဒါမှအထဲမှာတော့ပြဿနာတက်နေမှာပေါ့နော်အပဲ့ကြီးဆိုတော့အမှန်ပြောရလို့ရှိရင်တန်ရှင်းလောက်တာတွေပါညာတွေကရှားထုံနေတော့လေဟိုစကားမပြီးရင် sorry နော်ကိုကလည်းပြောချင်စောအားကြီးလို့ရိုက်လိုက်တာအဲ့တော့တော့အထဲထိကမတန်ရှင်းနိုင်လို့ပဲလားပါလားအဲ့တော့ပြဿနာရှိတယ်ဒါပေမဲ့ကိုကရိုင်းထားတာပေါ့နော်နောက်ကြတော့အသက်40လောက်ရောက်လာတဲ့ခါကျမှကဲသွားတွေဒီပဆိုင်ဥမှာပါသူဖားရရှိရသွားတွေအကုန်ဖားပါညာလုပ်တဲ့ခါကျတော့အဲ့သွားကိုသူတို့ကအပေါ်ကနေခေါင်းပေါက်ကြီးဖြစ်နေတဲ့ဟာကိုစားထုတ်လိုက်ပြီးတော့ကြံတဲ့သွားအတူလေးပေါ့နော်သွားအတူလေးကိုသူကနတ်နဲ့စုပ်ပြီးတော့ပေါ်ကနေကြွေခွက်လိုမျိုးစွတ်ပေးလိုက်တယ်မြန်မာပြည်ကဒန်တယ်စင်တာတခုမှလုပ်လိုက်တာပေါ့နော်နာမည်ကြီးပါပဲဈေးလည်းမပေါ်ပါဘူးလက်ပြီးသွားတော့ပြဿနာဘာဖြစ်လဲဆိုအဲ့သွားနောက်ပိုင်းကျနာသလိုလေးဖြစ်လာရအနေဘာဖြစ်လဲဆိုတကယ်တမ်းပတ္တရားစင်တာမှာတွားကြည့်လိုက်တဲ့အခါကျတော့တွားကြည့်ရမဟုတ်ကျွန်တော်ဒီတလောက်ကတခုဝါလိုက်တဲ့အချိန်မှာအဲ့ဒီဟာကြီးကကွဲထွက်သွားတာအပေါ်ကနေနှက်နဲ့ဆွတ်ထားတဲ့ဟာကြီးကကွဲထွက်သွားကွမ်းဆိုဒါရေအိုကြီးကွဲသလိုကွဲတာကွဲသွားတော့အောက်ကတွားငုတ်တိုလေးနဲ့ဟွာလေးနဲ့ပေါ်လာတာပေါ့နော်ပေါ်လာတဲ့အခါကျမှကိုကအဲ့ဒီပြေးတဲ့ထန်တဲ့စန်တာကိုပြေးတဲ့အခါကျတော့မှ तू ကအဲ့ဒါကြီးကိုနှုတ်ရမယ်ဆိုပြီးဖြစ်သွားအဲ့ तू ကနှုတ်ရမယ်အချိန်တည်းရောက်သွားပြီပေါ့နော်ကဲလို့မရတော့အရင်တစ်ခါကကဲပြီးသွားပြီပေါ့နော်အဲ့နဲ့နှုတ်ပလိုက်တော့ဒီဘက်မှာကအန်သုံးလည်းမရှိတော့ဘူးနောက်တဲ့အန်သွားတဲ့ချောင်းလည်းမရှိတဲ့အခါကျတော့ပြလို့ရတယ်ခဏလေးအဲ့တော့လေအဲ့ဒီတော့ကိုယ့်ရဲ့သွားရဲ့အခြေအနေကဘယ်လိုဖြစ်သွားလဲဆိုအောက်ကသွားဒီလိုပုံလေးဖြစ်သွားကိုသွားစွတ်နေတော့ပြလို့ရတယ်ဒီတော့ဘယ်လိုပြန်ဆော့ရမလဲမသိဒီမှာအခုခွဲစိတ်ထားနေဆိုအဲ့တော့ဒီဘက်မှာကလေဒီဘက်မှာဆိုကြည့်ဒီနောက်ဆုံးနှစ်ချောင်းကရှည်ရှိနေသေးရပေါ့နော်မြင်ရတယ်မလားဒီနောက်ဆုံးနှစ်ချောင်းရှည်ရှိနေဒီဘက်မှာじゃတူပြီးဒီဘက်ကနှစ်ချောင်းလုံးကလွတ်နေတာအဲ့လိုမျိုးအခြေအနေဖြစ်သွားကိုယ့်ရဲ့အောက်သွားအဲ့တော့စားတဲ့အချိန်ဒီမှာနည်းနည်းလေးအဆင်မပြေဖြစ်တာပေါ့နော်ဘာကြောင့်လဲဆိုအန်သွားတစ်ချောင်းမရှိဘူးဆိုတဲ့ feeling ကြီးပေါ့နော်အဲ့တုန်းကလည်းအကျစ်မရှိရလဲပါတယ်အဲ့တော့အန်သွားတစ်ချောင်းမရှိတဲ့အချိန်မှာစားတဲ့အချိန်မှာကိုကလေသွားကြတယ်ပဲရောက်နေတယ်လို့သွားနောက်ပဲရောက်နေတယ်လို့ပတ်ဆောင်ပဲကိုက်မိတယ်လို့အဲ့လို feeling တွေဖြစ်တော့ကိုကအဲ့ဒီဒန်စန်တာမှာသွားပြောတယ်သွားပြန်ဆိုင်မယ်ပေါ့နော်အဲ့သွားတစ်ချောင်းမရှိအဆင်ပြေအန်သုံးကတော့နှုတ်ချင်လို့နှုတ်လိုက်တာလေနော်ဆိုတော့အပူတော့တောက်ပြရမယ်ထင်တာပဲကို तू အမှန်ကိုရေခဲတော့ကတ်ခိုင်းနေတာကိုကအပူတွေတောက်နေတယ်ခါပဲဒါပေမဲ့အပူတောက်ရှန်တော့ဒီဘက်လေးစောင်းတောက်အဲ့နဲ့သူတို့ကတွားနှုတ်မြင်တွားဆိုင်ရင်မူလီနဲ့လေတက်လားမူလီနဲ့အချောင်းလိုက်ကြီးဆိုင်ရမှာအဲ့တော့ဘာဖြစ်လဲဆိုရင်အယိုးထဲမှာသူကအသေးဆိုင်ရမှာအဲ့ဒီတော့ကြောင့်မလို့စိုက်တဲ့တွားကရွှေ့လို့မရဘူး original organic တွေကရွှေ့လို့ရတယ်ဒီတွားတွေကရွှေ့လို့ရတယ်ကွာဆိုတော့ तू ကမေးတာကတွားအရင်စီမှာလားစီဖို့အစီအစဉ်ရှိလားတွားညှိဖို့အစီအစဉ်ရှိလားကိုမေးတယ်မေးတော့ကိုကလည်းပြောတွားညှိဖို့အစီအစဉ်မရှိဘူးဘာကြောင့်လဲဆိုညှိဖို့အစီအစဉ်ရှိရင်ကိုအသက်40ကျော်တဲ့အထိမညှိပဲနေမှာမဟုတ်ဘူးเนาะဟို38နှစ်8နှစ်လောက်ထိကတော့ပတ်စံမရှိလို့မညှိနိုင်တာပါ38နှစ်နောက်ပိုင်းဆိုလို့ရှိရင်ကြတော့လေကိုကလေအကျော်အတင်းပေါ့เนาะတွားမညှိလဲဘာဖြစ်လဲအမျိုးအဲ့တော့ဆိုရင်ကျွန်တော် YouTube တွေကြည့်နေအောင်သိတာပါတယ်ကွန်စားထားတာလားတို့เนาะတွားကဘာဖြစ်နေရလဲတို့တွားကိုတီးတန့်တိုက်ခိုက်တဲ့လူတွေတောင်ရှိတယ် commentပေါ့နော်ကိုတွားကိုview တစ် site ကိုထိုင်ကြည့်ပြီးတော့အဲ့လိုမျိုးဘာကြောင့်လဲတွားကမညီဘူးအကတော့လေမညီဘဲနဲ့တွားလေကားတိုက်ထားသလိုပဲကားတိုက်တော့မှရွေ့သွားလားမသိပါကားတိုက်ထားသလိုပဲအဲ့တော့သူအရှိတူအနောက်တူရောအရှိတူအနောက်တူအဲ့တော့ဘာဖြစ်လဲဆိုလို့ရှိရင်တွားတန်းစင်ရတာလည်းမလို့တွားတိုက်ရတာလည်းမညီဘူးကွယ်အဲ့တော့ stain ဖြစ်တဲ့အခါကျလို့ရှိရင်လည်းအနောက်ရောက်နေတဲ့တွားတွေဆိုပိုပြီး stain ဖြစ်လွယ်ကွက်ကျလည်း coffee အရန်ကြိုက်တာနော်အဲ့တော့တွားအယောင်တွေကမညီဘူးပေါ့နော်အဲ့လိုဖြစ်တဲ့အခါကျရင်ဗီဒီယိုရိုက်လိုက်လို့ရှိရင်ဗီဒီယိုကလည်းအစကြီးကလေးကပါဇက်ဆိုရင် shake ကကြာတယ်ရိတ်ကကြာတယ်အခုတော့တွားညီနေတဲ့အချိန်တွေမှာတော့တစ်ခါလေးပါဇက်ကြီးကမဲနေတာလीเนาะ edit လုပ်လိုက်အဲ့လိုတွားမညီတဲ့အချိန်တွေမှာကြာဘယ်လိုဖြစ်လဲဆိုတော့တွားတော်တော်ကိုအဲ့လိုမျိုးပေါ့နော်ကျိုးနေတယ်လို့ကွန်းကြီးတွေကတ်နေတယ်လို့ကွန်းကျိုးတွေကတ်နေတယ်လို့အဲ့လိုတွေဖြစ်နေတာအဲ့ဒါနဲ့ဒါမဲ့လေကွာခေါင်းမှာပဲငါစားလို့ရရင်ပြီးရောကျမ်းမာရင်ပြီးရောပေါ့အဲ့မှာ
အဲ့ဒီတန်တဲ့စန္ဒဘာပြောလဲဆိုတော့တွားရတယ်မညှိလိုက်လို့ရှင်အသက်ကြီးလာလို့ရှင်တန့်ရှင်းရေးလောက်ရတာခက်တယ်အဲ့ point ကြတော့ကိုကစဉ်းစားသွားတာပေါ့နော်ဘာကြောင့်လဲဆိုအော်အေးဟုတ်တယ်ဒီလိုတွားမညှိနေလို့အမျိုးပေါ့နော် quality မကောင်းနေဘူးဆိုအသက်ကြီးလာတဲ့ခါကျမှအဲ့ဟာရဲ့နောက်ဆက်တွဲဆိုးကျိုးတွေငါခံနေရမယ်ဆိုတော့မတန်ဘူးဆိုတဲ့ feeling ဖြစ်သွားအဲ့ဒါနဲ့အော်အေးဆိုလဲရှင်လဲညှိလိုက်မယ်ပေါ့ကျွန်တော်အခုပြရတာ Invisalign ဆိုတာဒီဥစ္စာဒီစိတ်အဲ့ဒါကြီးလုတ်ချလိုက်ရောအဲ့ဒါကိုကျွန်တော်ဗီဒီယိုတစ်ပုတ်ရိုက်နေတယ် file တွေတော့ဘယ်ရောက်ကုန်ပြီမှမသိဘူး record တွေတော့ယူထားတယ်တနစ်ကျော်နေပြီတနစ်ကျော် file တွေပြန်ရှာအောင်မယ်ဘယ်ရောက်နေလဲတော့မသိအဲ့ဒါရင်စီလိုက်ကောစီရင်းနဲ့အခုကဘယ်အချိန်တွေရောက်လာလဲဆိုလို့ရှိရင်3လပဲကြာတော့တာကျွန်တော်စီတဲ့ဟာကပြီးတော့မှာပေါ့နော်အမှန်ဒီ3လကသွားညီနေရအခုကြည့်ဟလားကျွန်တော်တော်တော်လေးညီတော်တော်လေးလာနေပြီသွားတိုက်စီကြော်ညာရိုက်လို့ရတယ်ပြီဟိုစတိန်မဲလိုတော့တာပေါ့နော်အယောင်ကတော့သွားတော့လူပါပဲအယောင်ချွတ်လိုက်စေးလိုက်ကြော်လိုက်တော့လုပ်နေမှာကိုကကော်ဖီကြိုက်တဲ့အခါကျတော့လေအဲ့ဒါနဲ့အခု3လလောက်ပဲကြံတဲ့အခါကျတော့သူတို့ကဘာပြောလဲဆိုသွားစိုက်လို့ရပြီတဲ့သွားစိုက်ဖို့အတွက်ပြင်ဆင်ရမယ်တဲ့ဘာကြောင့်လဲဆိုတော့ तू ကအဲ့ဒီမူလီရုပ်အရင်စိုက်ထားမှာကိုအဲ့ဒါကို तू နေရာကျအောင်3လလောက်စောင့်ကြည့်ရတယ်ဆိုတော့ကွက်တီပဲပေါ့နော်ကျွန်တော်ကလည်းအခုက तू ထက်ရွှေ့ကြမလို့တော့ကွက်ထိန်းတဲ့အဆင့်ပဲဖြစ်နေထိန်းသားရုံပဲဆိုတော့ तू အစွတ်လာလို့ရတယ်နောက်ထပ်3လလောက်ကို तू စောင့်ကြည့်ရမှာလေကွက်တီလောက်ပဲဒီသွားအစွတ်တွေအားလုံးပြီးသွားတဲ့အချိန်နဲ့သွားအသက်စိုက်ဖို့အချိန်နဲ့ကွက်တီပဲပေါ့အဲ့တော့သွားဆိုင်မယ်ပေါ့ကိုကလည်းစဉ်းစားလိုက်တယ်စိုက်မယ်ဒါပေမဲ့အခုချိန်မှာဆိုရင်အမှန်သွားလဲစီလိုက်တဲ့အခါကျသွားရဲ့သူ့အတူညီနေနောက်ရောက်သွားလို့လာတော့မသိဘူးကိုကအခုချိန်မှာစားရတော့တာကွာအေးစေမစိုက်လဲဘာမှတော့မဖြစ်ဘူးစဉ်းစားလိုက်တယ်ငါသွားဆိုင်ရင်လို့ခွဲစိတ်မှုလုပ်ရမှာလို့အဲ့တော့လို့ကြောက်တာပေါ့နော်တွေးပြီးတော့ခဏလေးကြာ feeling ကိုအသေးသေးပြောပြအောင်မယ်ခုနကမှခွဲစိတ်ခဲ့တဲ့ feeling အသေးသေးပြောအဓိကအဲ့ဒါကိုအမှတ်တမ်းတင်ကျင်တာဘာကြောင့်လဲအဲ့ feeling ကိုမေ့အောင်မှဆိုတော့အခုခွဲပြီးချင်းရိုက်တာအဲ့နဲ့ကိုကကြောက်လို့စဉ်းစားရတယ်ငါတို့မခွဲပဲနေကောင်းမလားမသိဘူးပေါ့နော်။ဘာကြောင့်လဲဆိုခွဲလိုက်တော့မှခွဲမယ်ဆိုရင်ဟိုလေသွားနှုတ်တော့မှကိုကအေးစေဘာကြောင့်လဲဆိုတော့နှုတ်တာကွာတိလားပြီးရင်ကိုယ်စိတ်ထဲမှာစဉ်းစားတာနှုတ်တယ်ဆိုတဲ့ကိစ္စမကောင်းတဲ့အရာကြီးကိုဆွဲနှုတ်တာကိုကကြတော့ဖဲ့ခြင်းတယ်လူတွေမှာအိုက်စိတ်ရှိရကွာ။သွားမကောင်းနေတခုမကောင်းနေဘူးဆိုခန္ဓာကိုယ်ပြမရောက်ကပြီးတာပဲအဲ့ပြဿနာငါပြဿနာမဟုတ်တော့ဘူးပေါ့နော်။အဲ့လို feeling ရှိတော့ကွာသွားအန်ဆုံးနေနှုတ်လို့ရှင်ကွာအော်အီးချိန်မိတ်ပြီးခံတာ။ဒါပေမဲ့ကိုကဟိုသွားနေပတ်တန်ကန်တော့ကောင်းတယ်အရင်မနာတဲ့သူတို့ကကိုယ်အဲ့လိုမျိုးတွားအန်ဆုံးလုပ်ပြီးရင်လည်းလေအဲ့ဒီပါလေဟိုခိုက်ခဲပြောက်စီတွေအပုံကြီးပေးလိုက်တယ်ကိုကမတောက်အောင်ဘာကြောင့်လဲကိုကတိတ်မနာတတ်ဘာကြောင့်လဲတော့မသိကျွန်တော်ကိုကလည်းအရင်မခွဲဘူးဆိုတာလေမသိတွားတော့မနာအဲ့လိုမျိုးအဲ့အန်ဆုံးတွေပါလေသူတို့နှုတ်ပါတယ်ဆိုရင်ပေါ့နော်တစ်ခါလေအန်ဆုံးကလဲလေအဲ့အောက်မှာအမြင့်ကြံခဲ့လို့ရှင်ခွဲရတာဆိတ်ရတယ်ဆိုတဲ့အဆင့်တွေထိရောက်တယ်ကွာဒါပေမဲ့လည်းကိုကပြဿနာမရှိအခုကြတော့ကိုကစိတ်ထဲမှာစဉ်းစားတာကြတော့ကိုကစိုက်ရမှာကွာဖြစ်ချင်တော့လေအေးလို့သွားဆိုင်မယ်လို့ပြောလိုက်တဲ့ခါမှာသူက X-ray အရင်ရိုက်တာပေါ့နော် X-ray ရိုက်တဲ့အချိန်မှာကိုယ့်ရဲ့ဒီသဖုံးရိုးကဘယ်လိုဖြစ်နေလဲဆိုတော့အယိုးနေနေရအဲ့သွားမရှိတဲ့နေရာမှာပေါ့နော် density နဲတာလားအယိုး density နဲတာလားအယိုးနဲတာလားကိုလည်းမနာမလဲအယိုးကခြိုင်နေအဲ့တော့သူတို့ကပြောတာကလည်းအမျိုးပေါ့နော်သွားနှုတ်ထားတာကြာပြီးတော့ဖြစ်သွားတာလည်းဖြစ်မှာမပြောတတ်အဲ့တော့သွားဆိုင်မယ်ဆိုရင်အယူအစားထိုးရနိုင်တယ်ပေါ့နော် bone grafting နဲ့ skin grafting ကိုကတည်တယ်လေဘာလဲဆို skin grafting ဆိုတာကျွန်တော်တို့တစ်ခါလေပါရေပြားတွေဘာညာကျွန်တော်တို့မီးလောင်သွားလို့ရေပြားအပေါ်ရန်ပျက်စီးသွားကျွန်တော်တို့ကရေပြားအစားပြန်ထိုးပေးရတယ်တစ်ခါလေအရေးကြီးတဲ့နေရာကိုအရေးမကြီးတဲ့နေရာကနေပြန်အစားထိုးပေးရတာပေါ့ကွဲပေါင်နေပါနေကနေယူပြီးတော့အစားထိုးတာတော့ဘာညာတို့လုတ်တက်တယ်မျက်နှာတွေမှာမီးလောင်သွားလို့ရှိရင်လည်းအတူတူပဲဟိုရေပြားမရှိတော့ရင်ချွေးပေါက်တွေမရှိတော့ရင်အရေပြားပြန်မဖြစ်နိုင်ဘူးကွာဟိုအမာရွတ်ဖြစ်သွားတဲ့ခါကျတော့ရေပြားကိုအစားထိုးပေးကြရတယ်ရှိချက်လိုက်ကတ်တာတွေပါskin grafting တွေပါတယ်ကွာကြားဘူးလေကွာတဲ့လား bone grafting တော့ကွာစဉ်းစားတာပေါ့နော်ဟာပေါ့ bone grafting ဆိုတော့ငါဘုံကိုငါရဲ့ခန္ဓာကိုယ်ကအယိုးကိုယူပြီးတော့အစားထိုးရမယ်ဆိုတဲ့ဟာကြီးမှာကောခေါင်းကကြီးသွားလေနော်ကိုကဘာခွဲစိတ်မှုမှလုပ်တဲ့လူလည်းမဟုတ်တဲ့အခါကျတော့စဉ်းစားတဲ့အခါကျတော့သူ့ထုတ်ပြအေးတောင်ပြီးတော့ဒီကနေ့တော့ထည့်ထားရမယ်တဲ့တော့ထည့်လိုက်အောင်မယ်အေးထားမှဖြစ်မှာလေဘာကြောင့်လဲဆိုရင်ကွာခုကသူတို့ရဲ့မေးသေးတွေပေါ့မေးသေးမဟုတ်ထုံသေးတွေအခိုက်ခဲပျောက်သေးတွေအစွမ်းနဲ့ကကိုကဘာမှမသိနေသေးဘူးညနေကျရင်ကွာနိုင်လာမှာလေနော်အဲ့တော့ဒီကဲကန်အားကြောင့်ဒါပေမဲ့ဒီလိုအေးဘူးနဲ့ကတ်လည်းပြီးနေတာပဲလေနော်ဘယ်ရောက်သွားလဲကိုပြောနေရတော့မှအဲ့ဒါနဲ့ကိုကဘုံအစားထိုးရမယ်ဖြစ်သွားအယိုးအစားထိုးရမယ်တဲ့ကွန်ပျူတာဈေးကဘယ်လောက်လဲဆိုတော့ကိုယ့်ရဲ့ဒီ
အန်သွားတစ်ချောင်းစိုက်တာဆိုလို့ရှိရင်4,900နဲ့အပတ်4,900 5,000ပဲထားပါတော့ကွယ်သူတို့ကဟိုတန့်စင်ကားတွေပါယူသေးတယ်ကျွန်တော်တို့အဲ့ခွဲစိတ်ခန်းတန့်စင်ကားတို့ဘာလို့ညာယူသေးတယ်ဆိုတော့9,000ပေါ့နော်အဲ့ဒါတဲ့ဘုံအစားထိုးရရင်နဲ့အယိုးအစားထိုးရတယ်ယုံဘုံ graphing လောက်ရမယ်ဆိုရင်1,000နဲ့2,000ကြားမှာကြာမယ်တဲ့ဟိုတွားစိုက်တဲ့ဟာကတော့တဲ့အခုလောလောဆယ်ကတချမ်းပဲစိုက်ရသေးတာဆိုတော့ तू ကတချမ်းလောက်ပဲပေးရမှာပေါ့နော်2,900မှမသိပေးရမယ်တဲ့တကယ်လို့အယိုးပါအစားထိုးရတယ်ဆိုလို့ရှိရင်တော့1,000နဲ့2,000ကြားပါထပ်ပေါင်းရမယ်ပေါ့နော်အဲ့လိုမျိုးကိုပြောလိုက်ရောပတ်စံနဲ့ထားလိုက်အောင်ကိုလည်းစဉ်းစားနေပတ်စံရှာရတာကကျမ်းမာရေးကူတာဖို့လေနော်ဒီကောင်းစင်အရေးကြီးဆုံးတော့ကဲထားလိုက်တော့အဓိကကလည်းအမှန်တခြားနေရာတွေမှာလုပ်ရင်အဲ့လောက်ကြီးဈေးမကြီးကိုယ့်ရဲ့ dental center ကတော့ဈေးကြီးတယ်ဒါပေမဲ့လည်းကိုကကြတော့ဟိုအဆင်ပြေတော့လုပ်တယ်ဟိုအဓိကကကိုကလည်းအဆင်ပြေခြင်းတယ်ဘာကြောင့်လဲဆိုရင်ကျမ်းမာရေးမှာကအဆင်မပြေတခုခုပေါ့ကွာကိုကနေဟိုဘယ်လိုပြောမလဲကိုကနေစကားပြောရတာလေစဉ်းစားရတာခက်တယ်ဘာကြောင့်လဲဆိုတော့တက်တာတိုင်းမကောင်းဘူးလို့ကျွန်တော်ဆိုလိုချင်တာတော့လည်းမဟုတ်ဘူးဒါပေမဲ့လည်းတက်တာတေတေချာချာအချိန်ပေးပြီးတော့လူလည်းစိတ်အနှောက်အယှက်မဖြစ်ရပဲနဲ့သူတို့စီယာဝန်ဆောင်မှုအပြည့်နဲ့ကိုကျမ်းမာရေးစောင့်ရှောက်မှုပေးရင်ကျွန်တော်ကကြိုက်တယ်ကျမ်းမာရေးကြတော့အမှန်ပြောရလို့ရှိရင်လူကစလုပ်ပါကြတဲ့စိတ်ညစ်ပြီးသားလေနော်စိတ်မှာက pressure တွေရှိနေတာပေါ့ကွယ်စဉ်းစားကြည့်လေနော်ကျမ်းမာရေးမျက်နှာတစ်ချိန်မင်းနေတာတော့မမျက်နှာကိုယ့်အကူစိုက်ကိုတွေဝင်နေပါလေဆိုမှဆိုတော့ဒီဘက်ကပရင်းမောက်ကြည့်လို့ဒီဘက်လဲရိုက်နေဆိုတော့ကိုကအဲ့ data center ရွေးရလို့သူပတရားမှာဒီတဲ့ပေါ်တဲ့ data center အများကြီးရှိတယ်ကျွန်တော်သွားလုပ်တဲ့ဟာဆိုရင်သူတို့သိန်းခွဲယူတယ်ပုံမှန်ဆိုလို့ရှိရင်8,000 9,000နဲ့လုပ်တဲ့လူတွေလည်းရှိတယ်ကွာထပ်ပြီးတော့ပေါင်းကွာသိန်းလောက်နဲ့လုပ်တဲ့ဆေးရုံတွေလည်းရှိတယ်ကွာသိန်းခွဲတန်ဆေးမှာဆေးခန်းမှာကိုကလုပ်နေတာပေါ့နော်သူတို့ကလည်းအမှန်ဆေးရုံလို့ပြောရင်3ထပ်တိုက်ဆိုတော့လေဒါပေမဲ့သွားဆေးရုံပေါ့ဟိုလိုမျိုးတော့မဟုတ်ဘူးဒါပေမဲ့ဆေးရုံပြောရလို့ရှိရင်လူနာတက်ဆရာတော့မရှိဘူးမဆေးခန်းပေါ့သူတို့ခွဲစိတ်ခန်းဒီပါတော့ရှိတယ်ဒါပေမဲ့လူနာနေလို့မရဘူးဆိုမှဆေးရုံမဟုတ်နော်ဒီဘက်ရောက်မှဆိုလို့ဒီလိုလေးကွာနေရာလွဲပေးရအဲ့နဲ့ကွန်မြတ်စိတ်ကအဲ့လိုတဲ့ကိုလည်းကဲโอเคကွန်မြတ်စိတ်ကပြဿနာမရှိဘူးပေါ့နော်လုပ်မယ်လို့ပဲစဉ်းစားတယ်ကိုတွေးဖို့အချိန်မပေးတော့ဘာကြောင့်တွေးဝင်နေပို့ရှုပ်လို့လုံးမယ်လို့စဉ်းစားတာကျွန်တော်မြင်လုံးလိုက်တာအေးတယ်ပေါ့နော်အဲ့တော့ပြန်ချိန်လိုက်ရောဒီမနေ့က3ရက်လားမသိချိန်လိုက်တယ်ချိန်တဲ့ကြားထဲမှာကွာစဉ်းစားပေါ့နော်ငါဟိုရိုးပါအစားထိုးရမယ်ဆိုတဲ့အခါမှာကိုယ့်ရဲ့ stress ကနှစ်ဆဖြစ်သွားအစတော့ကကိုကဒီသွားဆိုင်ရမယ်ဆိုတဲ့အခါမှာအဲ့မူလီစုပ်ရမယ်ခွဲစိတ်ရမယ်ဆိုတဲ့အချိန်မှာကိုကတော်တော်လေးစဉ်းစားရတာပေါ့နော်ငါခွဲစိတ်ရမယ်ဆိုတဲ့အချိန်မှာအယိုးပါအစားထိုးရမယ်လို့ပြောရတဲ့အချိန်မှာကိုကလေစိတ်ပါညစ်သွားဘယ်နာအယိုးယူပြီးသူအစားထိုးမှလဲယူရေးလဲဒီပတ်ချလေးရပဲဖြစ်နိုင်မယ်ပေါ့အဲ့ကြတော့ကိုယ်ထံရနှစ်ချက်ဖြစ်မှလားမသိဘူးနော်အယိုးယူတဲ့နေရာလည်းရှိသေးတယ်အယိုးအစားထိုးတဲ့နေရာလည်းရှိသေးတယ်ပေါ့နော်ပြီးလို့ရှိရင်မူလီကလည်းဆွဲရအောင်မယ်ဆိုပြီးလာမဲ့လုံးမယ်ဆိုပြီးတွားလိုက်တာပေါ့နော်ဒီနေ့ချိန်တော့ဒီနေ့တွားလိုက်တယ်တွားလိုက်ရောဟိုရောက်တဲ့သူကအကက်ခဲပြောက်စေးနဲ့အန်တီဘိုယိုတစ်နဲ့အရင်တိုက်တယ်ပိုးသက်ဆေးနဲ့အရင်တိုက်တယ်တွေးပေါက်ချိန်တယ်ချိန်တော့ကိုကတော့စဉ်းစားရပါတော့ငါကတော့ကိုယ် stress ကရှိနေတာလေနော်တွေးပေါက်တော့တက်နေမှာပဲအမေမတက်ဘူးသူတို့တွေးပေါက်မရှိစက်ပဲမမှန်လားကိုပဲထိုင်ပြီးချိန်လို့လာတော့မသိပါတရားခု88ဆိုတာကိုတော့စဉ်းစားလိုက်တယ်အမေလို့ငါတွေးပေါက်မလို့ကြာနေသေးတယ်လို့ဒါမဲ့လေဟိုဘာမှပြဿနာမရှိနိုင်တဲ့တွေးပေါက်ချိန်မှာရှိရကွအဲ့တော့လုံမယ်ပေါ့နော်ပြီးတော့ခဏလောက်စောင့်ပြီးတော့သူတို့ကအပေါ်ခေါ်ပါအဲ့မှာလဲမုံကြားပြက်ပြောပြအောင်မယ်ကိုခွဲတဲ့ဆရာဝန်မကနာမည်ကြီးအားကြောင့်မို့ကွာ9,000ပေးရတာနေမှာကွာဘလို့တည်ရလဲဆိုတော့ကွာအောက်မှာထိုင်ဆောင်နေချိန်မှာအဲ့ဆရာဝန်မကိုလူနာ2ယောက်ကနဲ့တွေ့ပြီးစကားပြောပြီးသူကဓာတ်ပုံတွေရိုက်ကြတာရိုက်တဲ့အချိန်မှာအမတ်တရရိုက်ကြတာပေါ့ကွာအမှန်ကတော့လေအဲ့ဒီအချိန်မှာဘေးမှာထိုင်နေတဲ့ဟွာလူပြူကြီးနိုင်ငံသားကြီးshe is the best အဲ့လိုဘေးကနေပြမှာအရန်ကို recommend နေပေးတာပေါ့အဲ့ချိန်မှာကိုကစဉ်းစားလိုက်တယ်အော်ဒီဆရာမဟိုလူတွေတော်တော်လေးသူ့ကိုဟိုဖြစ်ကြတယ်ယုံကြည်အားကိုးကြတယ်ပေါ့နော်ကိုတော့စဉ်းစားလိုက်တယ်ဒါပေမဲ့လည်းကိုကပတ်စံလာပြီးတာကိုခွဲမှာဘယ်သူမှလည်းမသိဘယ်လိုလို့ तू ခွဲတယ်ဆိုတော့တိသွားတာလဲဆိုတော့ခွဲကန်ဒီမှာ तू ကကိုယ့်ရဲ့မျက်နှာလေးကိုလမ်းပြီးနှုတ်ဆက်တော့မှအော် तू ပါလားဆိုတော့နည်းနည်းစိတ်ချသွားပေါ့နော်ဘာကြောင့်လဲကိုမျက်စိရှိနေ तू တို့ချီးကျူးထားတာဆိုတော့ပြီးတော့လည်းဒါမျိုးကလည်းဟိုဟာထုတ်ထားတာတော့မဟုတ်ဘူးလေနော်ဘယ်လိုပြောရမလဲဟိုကြံဖန်ပြီးတော့တီးတန့်ကြီးကိုကြုံရတာလည်းမဟုတ်ပေါ့ကွယ်သူတို့ဘာသာသူတို့ဟိုကြုံသွားလို့ကြုံတာဆိုတော့လေအဲ့ဒါနဲ့
ကောင်းပါတယ်ဟိုဆရာမတော့ instruction ရှင်းတယ်ကွာအဲ့အမြဲကွာအဆင်ပြေတယ်သူကဒါဖြစ်မယ်ပြောမယ်ဒါမျိုးအဲ့တော့အကုန်လုံးကကိုယ့်ရဲ့စိတ်ထဲမှာသူပြောတဲ့အတိုင်းဖြစ်နေတဲ့အချိန်မှာကိုယ့်ရဲ့စိတ်ကအဆင်ပြေတယ်လीနော်ခွဲနေရကာလာတစ်ချောင်းလုံးအဲ့တော့ပထမဆုံးသူတို့ကဘာလုပ်လဲဆိုတော့အရင်ထုံစည်းတုတ်တယ်ဒီနေရာတွေထုံစည်းတွေတုတ်တော့ကိုကစဉ်းစားတဖြည်းဘာလို့တည်တာလဲဆိုလို့ရှိရင်သူကရှာလေးနဲ့ထိလိုက်တဲ့အခါမှာခါလေးစေးမှန်းတည်ရပေါ့နော်ပြီးတော့အထိနဲ့ရှာလေးပါထုံလာအဲ့ဒါနဲ့ထုံစည်းဆိုကွာတည်သွားအဲ့နဲ့ငါတော့အဒန်ထုံစည်းရဲ့အဲ့ထုံစည်းနဲ့ပဲတော့ထုံလာတယ်ကွာတည်လာနည်းနည်းလေးနမ်ဖြစ်လာတော့နော်အဲ့နဲ့ကိုကမစိုးပါနော်ဒီတစ်ခါကအဲ့ထုံစည်းနဲ့ပဲလားမသိဘူးလို့ကွာစဉ်းစားလိုက်သေးတယ်ပြီးတော့ကိုမျက်နှာယူအုပ်ပါပြီးတော့ခဏအကြီးရောက်လာဟွာတဲ့အဝင်နဲ့ခန်းစားချက်လေးခံရမယ်နော်တဲ့သူပြောလိုက်တဲ့အချိန်မှာကိုကခေါင်းမွေးလေးထောင်လာငါ့ကိုထုံစည်းကိုအဲ့နဲ့ထိုးမှာပါအဲ့နဲ့ရလေလေဟိုအရင်တော့ကတော့ကိုမှ stress ပိုရှိပါတယ်အခုကတော့ကိုကအဲ့ဒါခံနိုင်ရရှိသွားပြီဟိုလေဘယ်လိုပြောရမလဲမကြောက်တော့ဘူးပေါ့အဲ့မကြောက်တော့ဘူးပြောရမှာပေါ့တချို့အဲ့အရင်ကြောက်တာလေနော်ဆိုတော့အဲ့မှာထုံစည်းအရင်တုတ်ထားတာကအထိုးတဲ့အခါကြာလို့ရှိရင်ကျွန်တော်အရန်ခံရခတ်မှာဆိုလို့တော့အရင်ထုံစည်းတုတ်ပေးထားတာထုံစည်းနဲ့သူအပေါ်ရန်ကြောလေးထုံသွားတဲ့အခါကျတော့ဝင်တဲ့ feeling လေးကတော့ရှိတယ်ပြီးတော့ထုံစည်းရဲ့ပြဿနာပါလဲဆိုနဲ့ထိုးပေမဲ့တော့တစ်ချက်ထိုးရုံနဲ့မပြီးဘူး area တစ်ခုလုံးတော့သူကထိုးရတာအဲ့တော့ဒီလိုတွေမှုေပြီးလို့ရှိရင်ဒီ area တစ်ခုလုံးတွေကိုစေးသွင်းပေးရအဲ့ဒါထုံစည်းရဲ့ပြဿနာထုံစည်းဆိုကျွန်တော်တို့ကဟိုလေစေးထိုးသလိုမျိုးเนาะပနက်စနေမှာထိုးလို့ဖြစ်မှာရှုပ်ဆိုတော့ရှုပ်တက်ပြီးသွားတာမျိုးမဟုတ်ဘူးထုံစည်းကကြတော့ဒီလိုထိုးအဲ့လိုထိုးရတာပေါ့နော်ဆိုတော့ကိုကအဝင်တဲ့ feeling တော့တိနေတာပေါ့နော်ဆွီးတယ်ပေါ့နော်တိလားအဲ့လိုမျိုးဘာကြောင့်ထည့်ပြောပေးရလဲဆိုအဲ့ဒါစိတ်ကူးနဲ့ရင်ပြီးလို့ရှင်နာတတ်တဲ့လူတွေဆိုခံစားလို့ရအောင်လို့ yes မှာပြောပြဆိုတော့လေအဲ့နဲ့ထိုးထိုက်ရောထိုးပြီးသွားတော့စောင့်ရတယ်ပေါ့နော်သူ7မိနစ်15မိနစ်လောက်စောင့်ပြီးတော့ပလုတ်ပိုင်ကျင်းကိုင်းသေးတယ်ပလုတ်တွေကျင်းတော့ဟိုကနေကျင်းကိုင်းတာ chlorine မှာပါလဲပိုးသက်ဆေးရည်တွေပိုင်းနဲ့လေငါပါစရွေ့နေလားမသိပါပိုးသက်ဆေးတွေပိုင်းနဲ့ပလုတ်ကျင်းခါဟိုကျင်းလိုက်အောင်ကျင်းပြီးသွားတော့မှသူကစပြီးတော့ဆရာမဘာပြောလဲဆိုတော့ pressure တန်ခံရမယ်ပေါ့နော်ဖိတယ်ဆိုတဲ့တန်နဲ့တဲ့ vibration နဲ့တုံနေဆိုတဲ့ feeling အဲ့နှစ်မျိုးပဲရရမယ်တဲ့နားတယ်ဆိုတဲ့ feeling ရတယ်ဆိုလို့ရှိရင်သူ့ချက်ချင်းပြောပါတဲ့သူချိန်ပေးမယ်ပေါ့နော်သူဟိုဒီဗာလဲထုံစည်းကိုသူချိန်ပေးမယ်ပေါ့သူအဲ့လိုပြောရလဲကိုယ်စိတ်ထဲမှာလဲအဆင်ပြေတယ်လीနော်ဖိတာနဲ့တုံခါတာလောက်ကတော့ခံလိုက်မယ်ပေါ့နော်မနာရင်ပြီးတာပဲပေါ့တကယ်လဲအမှန်က process တစ်ခုလုံးမှာကအဲ့နှစ်ခုပဲအဓိကခံစားနားတဲ့ခံစားချက်လေးကနည်းနည်းလေးရတယ်ဘယ်အချိန်လေးရလဲဆိုလို့ရှိရင် तू အရန်ကိုပေါ့နော်ဟို dray တွေနဲ့ तू ကလေတိုက်ကိုဖြိုတယ်လို့ပဲတဲ့ dray တွေနဲ့လုတ်တဲ့အချိန်မှာတော့ကိုကလေဖြစ်လုတ်နေတဲ့နေရာကနေမနာဘူးအောက်နာလေးနဲ့စစ်ကလေးကြိုက်တယ်အဲ့ feeling လေးတော့ရအဲ့ဒါပြောတော့ तू ကဂျားထဲမှာထပ်တစ်ချောင်းထပ်ထိုးလိုက်သေးတယ်ကိုထုံစည်းနားလည်းပြောတယ်စီးတစ်ချောင်းပို့ထိုးခံရတာပေါ့နော်ဆိုတော့သူကစပြီးတော့ခွဲမယ်ပေါ့နော်ခွဲတဲ့ခါကျရင်သူကမေးသေးတယ်ကိုင်းနာတိလားမတိဘူးโอเคဆိုတဲ့ခါကျတော့မှစပြီးခွဲတယ်ခွဲမှန်းကိုကဘလို့တိလဲဆိုတော့ဟိုသူတို့စုပ်ပြီးလေရှူးနဲ့စုပ်တယ်ပြီးတော့လေဆက်ချင်းမှလေဘာတွေလာလဲဆိုတော့လေဂွေးနဲ့လာတိလားဖြတ်ပြီးလေတိလားဖြတ်ပြီးပေါ့နော်ကိုကစဉ်းစားအယိုးတော့ဖြတ်နေပြီးသူလွှာနဲ့တိုက်နေပြီးဂွေးအတန်းလည်းကျေရွက်တလားပြီးသွားတယ်ပြောတယ် vibration နဲ့ခံစားရမယ်နော်တဲ့တုံနာလေးခံစားရမယ်နဲ့လေတလားသူကလူကလေဒီလိုဖြစ်နေတာလေတလားဒီလိုကိုယ့်ရဲ့ဒီနေရာကြီးကိုဒီလိုဖြဲထားပြီးတော့ဒီလိုလုံနေတာဆိုတော့အဲ့အဖဲမှလည်းအဆင်ပြေမှာလေပြီးခွဲတဲ့စိတ်တွေကညှထားလို့မရအောင်ဒါကိုကလည်းတီးကိုကလည်းစေးကြောင်းတက်လာတယ်ခွဲတဲ့စိတ်တဲ့အချိန်မှာကျတော့မြန်ပြီးသွားအောင်လောက်ပါတာကပို့အကျိုးရှိတယ်တဲ့လားညနေလို့ကြာရင်အဆင်မပြေအဲ့တော့သူကချမင်းများပါနော်အဲ့တော့ဂူအဲ့လို trade နဲ့ချတဲ့အချိန်မှာကိုကလေနည်းနည်းလေးနာတော့ complaint တက်လိုက်တော့သူကနောက်ထပ်တစ်ချောင်းထိုးချလိုက်ထုံသေးโอเคလို့နောက်ပိုင်းကျတော့နာသီလားမနာတော့ဘူးလို့တုံတာပဲတီးတော့ကိုကကွယ်ဟို pressure ရှိနေစိတ်ဖိစီးမှုရှိနေတယ်နော်ပြီးတော့ကွာစဉ်းစားကြည့်ဦးသူမျက်နှာတော့အုပ်ထားတယ်ဒီပါးစပ်လေးပဲဖောက်ထားကိုယ်သူအုပ်ထားတဲ့မျက်ပိတ်စလဲလုံးဝအပိတ်မဟုတ်ဘူးနည်းနည်းလေးအကြည့်နည်းနည်းလေးအလင်းရောင်ကိုဖောက်ပြီးမြင်ရတယ်ပေါ့နော်မျက်လုံးကတော့အုပ်ထားတင်တာဘာကြောင့်သူတို့အပွားနဲ့မီးနဲ့ထိုးထားတာဆိုမျက်လုံးဖွင့်ထားရင်ကိုကတော်ခံရမှာအဲ့တော့မျက်လုံးကအုပ်ထားဒါပေမဲ့မီးကပြင်းတော့ကိုကအဲ့ဒီပိတ်စကြားလေးကနေမြင်နေရတယ်သူတို့
3ယောက်လောက်ခေါင်း3ခုကကိုယ်မျက်နှာပေါ်မှာခေါင်းစံချင်းဆိုင်နေတာပေါ့နော်ဆိုင်ပြီးတော့ခဏလေးကြာလို့ရှင်ဝိုင်းပေးလိုက်ခဏကြာဒီအချောင်းပေးလိုက်တဲ့ကိုလည်းဒီအဲ့ပေးတဲ့မြအချောင်းတွေအကုန်လုံးကိုပါဇက်တဲဝင်နေတယ်နော်ဆိုတော့အဲ့မှာနေသူတို့ကပြီးလဲပြီးတော့အဲ့ဟိုလွှာနေနဲ့ဖြတ်တဲ့ feeling ပြီးသွားတဲ့အချိန်မှာဘာဆက်လာတာလဲဆိုဒွေတွေနဲ့ဖောက်ဒွေတွေအတန်လာဒွေနဲ့တလားဒွေနဲ့ဟာချရီချကိုကလည်းဒွေနားထောင်ပြီးသွားတဲ့အခါမှာဘယ်ချိန်ကြမှာကိုကထပ်ပြီးဒုက္ခရောက်တာလဲဆိုတော့ကိုကစဉ်းစားလိုက်တယ်ခွဲတယ်ဆိုတော့ပေါ့နော်ချုပ်မှာလားမသိဘူးပေါ့ကိုအဖြစ်ကလည်းလို့လို့လာပြောလိုက်တယ်ဘာမှလည်းမမေးဘူးတိလားအဲ့တော့ခွဲတယ်မှာတော့ချုပ်ရတာပေါ့နော်ဘယ်မှာတိလဲဆိုတော့ကိုယ့်ရဲ့နှကမ်းပေါ်မှာအချီသွားနေတော့မှတိရသိလားဆရာမမလေးတော့လေအချီကိုဒီလိုတွေချုပ်တာပေါ့ချုပ်တယ်အချီတော့ဆွဲတာဘယ်လိုဆွဲလဲဆိုနှကမ်းပေါ်ကနေဆွဲနှကမ်းကျဆန်စီးရှယ်ကောင်းတာဒီဘက်နှကမ်းတစ်ချက်ဆိုရင်ထုံတယ်ကွာဒီနာလေးတွေကသူကမထုံဘူးအဲ့တော့ဘာဖြစ်လဲဆိုတော့ဒီနှကမ်းပေါ်ကနေအချီကသွားတယ်ရှီတိလားကိုကဘာမှဒီခွဲနေနေမှာကိုကဘာခံစားချက်မှမရှိဘူးထုံနေအောင်မသိဘူးဒါပေမဲ့ကိုသိနေတာဘာလဲဆိုကိုရှယ်ချုပ်နေတယ်ဆိုတဲ့ကိစ္စအချီကျိုးရဲ့တော့တဲ့ feeling နဲ့ကိုကခံစားနေရှူအချီဆိုပဲအချီဆိုဟာအချီဆိုအဲ့ချိန်မှလေသူခံစားခက်တယ်လို့ပြောချင်တော့ဆရာမရဲ့လို့ထုံသေးလောက်တာမှထိုးထားကိုစိတ်မစင်းရဲစေရှင်အချီလေးကိုအဲ့နှကမ်းပေါ်တွေဖြတ်မပြေးခိုင်းမှနဲ့လားပြီးလို့ရှိရင်သူအချီကိုဆွဲဆောင်နေတယ်မှာတော့ကလည်းဒီလိုဖြစ်တော့အမှတော့လည်းခြီတာတို့ပါညာရှိမှာပေါ့နော်ဆိုတော့အဲ့ဒါကြီးလှုပ်ပြီးတော့မှတော့ကြိုးပဲအကုန်ဖြတ်ပြီးတော့သူအမှဖိသေးတာဘာလို့ဖိမှမသိဘူးဖိတိတ်သူကစဉ်းစားတယ်ပထမငါ့ကိုဂွန်းနေနဲ့ဖိနာလားမသိဘူးနော်ပုံမှန်ကိုယ်သွားနှုတ်တော့မှသူဂွန်းနေနဲ့ဖိပေးလိုက်တာကွာဖိပြီးကြိုက်ပြီးပြန်ကွာတိလားပြန်ဆိုတော့စကားတော့မပြောခိုင်းဘူးတွေးပိုင်ပြန်ထွက်မှာဆိုအခုဆိုဘာမှမပါဘူးထင်တာပဲမပါဘူးသူကိုယ်ပါဇက်ဖြဲပြီးမှန်နဲ့ပြလိုက်တယ်ဆိုတော့ကိုကစဉ်းစားမသိတော့လေငါ့ကိုဟိုအမျိုးပေါ့နော်ပတ်တီးပါတွေထဲ့နာလားမသိဘူးဖိတာစွတ်တွေဖိတာဆိုတော့ပြီးသွားတော့မှတော့မှန်ယူလိုက်ဆိုမှန်မျက်နှာယူလှန်လိုက်ပြီးမှန်ယူလိုက်မှန်ပြလိုက်တဲ့ခါမှာကိုယ့်ရဲ့ပါဇက်ထဲမှာလည်းမဲတုံးကြီးရှိမရလားမင်းဟာတွေ့ရလားမဲတုံးကြီးလေအဲ့ဒါကသူ့ရဲ့ metal partner အပေါ်ပိုင်းပေါ့နော်အဲ့အောက်မှာကသူက dray နဲ့စုပ်ပြီးသွားပြီပြီးတော့အပေါ်ပိုင်းလေးမှာအဲ့မဲလုံးကြီးပြီးတော့ပါဇက်ကြီးကိုဖျဲပြီးပြလိုက်တယ်ဟိုထဲမှာလည်းဖြူလေးဖြစ်နေအကွာဖောင်းလေးဖြစ်နေနေတွေ့လားအဲ့ဒါလည်းရိုးဖြည့်ထားတဲ့နေရာโอเคပေါ့ကွာသိလားအဲ့လိုမျိုးပေါ့ပြီးသွားတော့သူကဟိုသွားရတယ်ဘာလို့တော့ကြာမယ်အစအဆုံးဆိုလို့ရှိရင်ကိုပြန်လာကိုဘယ်နိုင်အောင်ရှိသွားပြီလဲမသိပါဘူးကျွန်တော်ထင်တော့ဘာတော့အချိန်တော့မကြာဘူးလေနိုင်ဝက်အတွင်းမှာတော့ကုန်ပြီးသွားပါဘူးပြီးတော့သူက X-ray ပြန်ရိုက်တယ် X-ray ကိုပြန်ရိုက်ချလိုက်တယ်ဒီနေရာကိုရိုက်တယ်ပြီးသူ ultrasound ရိုက်တာမဟုတ်ပါဘူးဘာလဲဘာရိုက်တာအမျိုးနှစ်ခုလောက်ရိုက်လိုက်တယ်ပေါ့တနေရာထဲမှာပါပဲရိုက်ပြီးသူတို့ record ယူထားလိုက်တယ်ကိုယ့်ရဲ့ record အကုန်လုံးသွား record အကုန်လုံးသူတို့ဈေးရုံမှာကိုပွားစာကိုတက်သူအကုန် record ယူထားတာကိုစပြီးတော့သွားတွေနှုတ်တုံးမှာလည်း X-ray တွေရိုက်တက်လာဒီသွားတွေညှိတော့လည်း X-ray တွေရိုက်နေမြရဆိုအကုန်လုံးက record တွေထားတော့ကိုယ့်ရဲ့သွားရဲ့ history ကြီးပေါ့နော်တခါလေလူရဲ့အသက်ခံလို့အလောင်းကိုရှာမရန်တန်းတဲ့ history နဲ့လိုက်လို့ရတယ်ဆိုတော့အဲ့ဒါပဲကိုသွားအခြေအနေကိုကြည့်လိုက်ပြီးလို့ရှိရင်ဒီဆေးရုံမှာနေပြီးတော့မှသူတို့ကြည့်လိုက်တဲ့နဲ့သိတယ်ဒီသွားကိုစကန်ဒီအလောင်းကို X-ray ရိုက်လိုက်လို့ရှိရင်သွားရဲ့အခြေအနေကိုကြည့်လိုက်လို့ရှိရင်ဟိုမှာ X-ray နဲ့သိရမလားလက်ပွေရလိုမျိုးပဲဆိုတော့ပြန်ခံဒီကိုတိုးစီမှာအဲ့ဒါထပ်လုပ်ပြီးတော့မှတကယ်တော့ချုပ်ရိုးဖြီဖို့သူကနောက်တစ်ပတ်ကိုချိန်လိုက်တယ်ပေါ့နောက်တစ်ပတ်မှာချုပ်ရိုးထပ်ဖြီရမယ်အခုကတော့အယိုးလည်းအစားထိုးပြီးသွားပြီနတ်ကြီးလည်းစိုက်ပြီးတော့ထည့်ပြီးသွားပြီပေါ့နော်သူကဘာပြောလဲဆိုတော့ပြအောင်မယ်မလေးဟဲ့ဒါသူတို့ပေးလိုက်တဲ့ C8 ဒါကဟိုပိုးတက်ဆေးပေါ့နော်ဂွန်းကိုဘာတော့ဘာငေါ်ဂွန်းမဟုတ်ပတ်တီးကိုတော့ဒါလေးနဲ့တို့ပြီးရင်အဲ့ဒီနေရာလေးကိုအသာလေးပဲ cleansing လုပ်တဲ့တဘောတော့တိုက်အဲ့နေရာမတိုက်နဲ့ပေါ့ကွယ်ပါရာစီတမော ibuprofen ဒါပိုးတက်ဆေးကဘာကြီးလဲမသိ
အမောက်စလင်900 mg 900 mg တော့ဒါတစ်လုံးကို250ဖြစ်ပြီနှလုံးတောက်အောင်မယ်တဲ့ကိုစပြီးတော့ဟိုဆေးရောက်ချင်းကတော့ကိုပိုးသက်စင်နှလုံးကောက်ထည့်လိုက်တာပဲဟုတ်လားဒါ250ဟုတ်ဒါ900 mg ပဲအဲ့ဒါတစ်လုံးမဲ့ပေါ့တစ်လုံးမဲ့တောက်အောင်ပါပေါ့မနေ့တစ်ခေါက်ညတစ်ခေါက်တဲ့ဒီနက်ကကုံတဲ့အထိတောက်တဲ့ဒီနေ့ကတော့ညအစတောက်အောင်ပေါ့နော်ဒီနာအချိန်ညတောက်အောင်အဲ့စီ3မျိုးပဲပေးလိုက်ပြီးတော့တော့ဒီမှာခွန်လေးတွေပေးလိုက်တယ်ဒီပတ်တီးလေးတွေပေးလိုက်တယ်ပေါ့နော်အဲ့ဒါလေးနဲ့သူကဒါလေးနဲ့ကိုတို့ပြီးလို့ရှိရင်အဲ့နေရာလေးကိုတန့်ရှင်းပေးတယ်မတန့်ရှင်းမင်းနဲ့နောက်တစ်ပတ်ပြန်သွားမယ်မာတော့ကွာပေါ့တော့ပိုးလေးဘာညာမဖြစ်ရင်ပြီးတာပါပဲတန့်မတန့်อ่ะလေသွားပြီးတော့ဇွတ်တွေတန့်ချင်လို့ရှိရင်လည်းပြဿနာတက်ပါသူကကိုယ်ဇွတ်တွေ gentle လောက်ခိုင်းတာဖြည်းဖြည်းလို့ဆိုတော့လေကြည့်ရတာကအကြမ်းမခံဘူးထင်ပါတယ်အကြမ်းမကောင်းကောင်းလိုက်တာအီးနာပဲအကြမ်းမကိုအားလေးတော်လေးဟိုလေးပျောစိတ်လေးပတ်ပြေးလို့ဖြစ်လာပြီဒီမှာနည်းနည်းလေးအထုံလေးပြေးလာပြီလေကွကိုလည်းစကားထိုင်ပြောနေပို့ဆိုတော့တွေးလေပတ်မှုတွေမြန်ပြီးတော့အဲ့လိုဖြစ်နေလာတော့မသိခဏလေးမှနားလာမလားတော့မသိပါဘူးအခုတိတော့မနာသေးဘူးအခုတိတော့ကိုကသူ့ကိုနိုင်နေသေးရဲ့ပေါ့နော်ခဏမှသူကိုကိုနိုင်သွားတော့မပြောတော့အဲ့တော့ဒီနေ့ရက်လောက်တော့ကွာနည်းနည်းငြိမ်တော့နေလာမှခွဲစိတ်ထားတော့မနေ့ဖြစ်တော့ဟင်းချက်တော့လို့မမောင်းပြောထားဘာလို့လဲဆိုခွဲထားတာတွေရောချုပ်ထားတာတွေရောလေကိုလည်းအညော်မခံချင်တော့ဘူးလေနော်ပြီးတော့ပင်မဘာမှမလုပ်ရှားချင်ဘူးသူကကိုလှုပ်ရှားလိုက်လို့ဆိုပြီးတော့အမှန်တော့ဘာမှမဖြစ်ဘူးကျွန်တော်ဟိုပါလေဟိုအန်ဆုံးနှုတ်တုံးမှလည်းသူကဂယူးဆိုင်တော့သွေးထွက်မယ်ပေါ့နော်သွေးပိုက်ထွက်လာတတ်တယ်လို့ပြောပါထွက်ကိုကလေတလားအချမ်းပဒံဘာမှမဖြစ်ဘူးအဲ့လိုမျိုးအခုလည်းဘာမှဖြစ်မယ်တော့မထင်ဘူးခုထိတော့မသိသေးဘူးပေါ့နော်နောက်မှဖြစ်လာရင်တော့မပြောတော့ဖြစ်လာဖြစ်နောက်ဗီဒီယိုရထည့်ပြောပေးမယ်ဖြစ်လာတော့အခုတော့ဒီဘက်တော့နည်းနည်းလေးနာသလိုခံစားနာမည်နဲ့ဖြစ်ညာတော့သူရအောင်မယ်လို့ပြောတယ်အဲ့လိုပါအဲ့တော့ဒီမှာဘုံရိုးလဲအစားထိုးလာတယ်သွားလဲဖို့အတွက်လည်းတက်လာတယ်သွားရဲ့ဗီဒီယိုကတော့ပြန်ရှာလိုက်အောင်မရလို့ရှိရင်အစအဆုံးလေးတင်ပြပေးမယ်ဂျားထဲမှာ process အတိုင်းပြောင်းသွားတာလေးတွေလည်းကျွန်တော်သိစေချင်လို့ပြီးဂျားထဲမှာကျွန်တော်ခံစားရတဲ့ complication လေးလည်းကျွန်တော်ပြောပြထားတာတစ်ပိုင်းလေးရှိတယ်ဒါပေမဲ့ဘယ်နားရောက်နေလဲမသိဘူး file ပြန်ရှာကြည့်လိုက်အောင်မယ်ပြီးတော့ဘာလို့အခုကတော့တော်တော်လေးညီသွားပြီကွာအခုကထိန်းနေအဆင့်ပဲကျန်တော့တော်တော်လေးညီနေတယ်အဲ့ဆိုတော့အားကြောင့်မလို့သွားစိုက်ပလိုက်တော့တာအဲ့လိုဆိုတော့သွားစိုက်ထားတဲ့ feeling လေးအတွေ့အကြုံလေးလာပြီးဖလှယ်ပေးတာပါအယိုးလေး bone graphing လောက်လိုက်ရတယ်ပေါ့နော်အဲ့ဒါလေးပဲလာပြီးတော့ပြောပြပေးတာပါကုန်ကြစိတ်လေးပဲလာပြီးပြောပြပေးတာပါဒီနေ့ကတော့ဘယ်လောက်လဲမသိဘူးပေါင်ချရှိတယ်4360နဲ့160ရှင်းခဲ့ရတယ် sterilization အတွက်က100ပေါ့နော်ပိုးတက်တစ်ခါ100 implant surgical placement အတွက်က28500ပေးရတယ်သွားအတွက်ပေါ့နော် bone grafting လောက်တာက1000ခွဲဖို့လောက်လိုက်ရတယ်1000ခွဲဖို့ဆိုတော့ပြောတယ်ကွာ1000နဲ့2000ကြားဆို1000ခွဲဖို့လောက်ချလိုက်တယ်ကွာသူကလည်းဘယ်လောက်လောက်ရတယ်ပေါ့မူတီပြီးပေးထွက်တာဆိုတော့သူမှန်းထားတဲ့ဂျားတဲ့ဘောင်ထဲမှာတော့ဝင်သွားတယ်ပေါ့ကွယ်အမှန်ဆရာမွန်ကြီးပေးရတဲ့သဘောပဲဒီလားအမှန်ကတော့လေ bone grafting လုပ်တယ်ဆိုတာဘာမှကိုယ့်ပစ္စည်းနဲ့ကိုပြန်ထည့်တာထင်တာပဲကိုလည်းတိကျတော့မသိဘူးမောက်စလင်းနဲ့8လုံးအလုံး20တစ်လုံး8ဖက်မလီအဲ့လိုယူတာတော့เนาะအဲ့တော့ကုန်ကြတခြားကုန်ကြဒီဆေးရဘာမှမရှိပါဘူးဟိုကအဲ့တော့ဘယ်လောက်လဲဆို4360ကျတယ်ဒါကတဝက်ပေါ့နော်နောက်ထပ်သွားပြန်စိုက်တဲ့ချိန်ကျ9,900ကျော်နောက်ထပ်2,000လောက်ရှင်းရအောင်ပါသွားတကယ်နောက်ထပ်အပွားနေလေထပ်ဆွတ်တဲ့အခါကြာရင်ပေါ့နော်အချင်းကြလို့ရှရင်လေတကယ်လို့ထူးထူးခြားခြားရှိတယ်ဟိဆိုလို့ရှရင်ထပ်ပြောပြဘာမှမရှိဘဲနဲ့ကောက်ဆွတ်လိုက်အောင်နဲ့ကွက်ဆိုပြီးသွားတယ်ဆိုလို့ရှရင်လေပြောချင်မှပြောတော့မယ်ဆိုအဲ့လိုလိုက်ဝင်မြပေးတာပါကြည့်ပြီးတော့ကျေးဇူးအများကြီးတင်ပါတယ်ငြိမ်လေးနေလိုက်ပါဦးမယ်စကားလေး short ပြောလိုက်ပါဦးမယ်ပြောချင်လို့ဒါရိုက်နေတာကိုကရွဲ့နေအဲ့လိုဖြစ်နေနော်ဆိုတော့ကြည့်ပြီးတော့ကျေးဇူးအများကြီးတင်ပါတယ်နောက်ဗီဒီယိုကြလို့ရှိရင်တွေ့ပါဦးမယ်တတ်တာဘိုင်း